မကွေးမျိုးရဲ့နေဝင်ချိန်တစ်ခုမှာဖုန်ကြီးတစ်ပါးနဲ့တန်ခဲဆိုတဲ့ကောင်လေးတစ်ယောက်လက်ဖက်ရည်ဆိုင်ကထွက်လာကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ညတလုံဖျားကိုတွားဖို့ပါညင်းလဲဂိတ်ကိုရောက်ပြီးညင်းလဲတစ်စီးအပြတ်ငှားလိုက်ကြတယ်ဖုန်ကြီးကတော့နောက်မှာထိုင်ပြီးဒါပေမဲ့တန်ခဲကတော့မဟုတ်ဘူးညင်းလဲမောင်းတဲ့လူဘေးမှာသွားထိုင်လိုက်တယ်ဟဲ့တန်ခဲမင်းကနောက်မှာထိုင်လဲရတယ်လေဖုန်ကြီးကပြောလိုက်တယ်ဖုန်ကြီးကလည်းရွာမှာတော့လှဲနောက်ပြန်မစီကောင်းဘူးလေအဲ့ဒါကြောင့်တပည့်တော်ရှေ့လှည့်ပြီးထိုင်တာတန်ခဲကပြန်ပြောလိုက်တယ်ဖုန်ကြီးလည်းဘာမှမပြောဘူးဒီနေရာမှာပဲပြဿနာစားပါတော့တယ်ခဏနေတော့ညင်းလဲမောင်းတဲ့လူကအရှင်ဖျားခဏဆောင်ပါတပည့်တော်ကွန်းရဝဲခြင်းလို့ပါဖျားဆိုပြီးဆင်းသွားပါတယ်အဲ့ဒီအချိန်မှာမြင်းကနည်းနည်းလှုပ်လာတယ်တန်ခဲကမြင်းဆက်ကြိုးကိုသွားကင်လိုက်တယ်သူထင်တာကတော့နွားလဲလိုပဲကြိုးကိုဆွဲထားရင်မသွားဘူးလို့ထင်တာဒါပေမဲ့ကျိုးကိုဆွဲလိုက်တဲ့အချိန်မှာပဲမြင်းကတန်းပြေးပါရောမြင်းကပြေးလေတန်ခဲကပိုဆွဲလေပိုပြေးလေဟာလောက်ကြပါအောင်ကဲကြပါအောင်ဟဲ့တန်ခဲမင်းပါလှုပ်လိုက်တာလဲလို့ဖုန်ကြီးကអော်လိုက်တာပေါ့ဈေးရှည်လန်းကြီးထဲမှာလူတွေကဟေးစပိန်တွေလဲဆိုင်ကယ်တွေချော်မကွေးမျိုးရဲ့ရံပယ်ဈေးရှည်လန်းမှာပေါ့ရှုပ်ထွေးသွားတယ်ဘေးကက်ကြဝင်တိုက်မိမယ်လို့တန်ခဲကလည်းអော်နေရတာပေါ့ဟဲ့မြင်းဆက်ကြိုးကိုမဆွဲနဲ့ရှော့လိုက်လို့လမ်းဘေးကလူတွေကလည်းអော်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲလမ်းဘေးမှာလူကြီးတစ်ယောက်ပြေးဝင်လာပြီးမြင်းဆက်ကိုတင်းတင်းဖမ်းလိုက်တယ်မြင်းကရက်သွားတာပေါ့တလန်းလုံးလဲဝိုင်းကြည့်နေကြရင်တန်ခဲနဲ့ဖုန်ကြီးကြောက်နဲ့မြင်းလဲပေါ်ကဆင်းလာပြီးဟဲ့တန်ခဲအဲ့ဒါကြောင့်မင်းကငါပြောတာမသေးလို့ကန်ကောင်းတယ်ဖုန်ကြီးကတန်ခဲကိုစူတော့တာပဲမြင်းလဲเสียလဲပြေးလာပြီးတော်သေးတာပေါ့ကွာမင်းကကျိုးကိုဆွဲလိုက်တော့မြင်းကပြေးသွားတာတန်ခဲကလည်းကျုပ်လဲနွားလဲလို့ထင်ပြီးကျိုးကိုစောင်းဆွဲတာပါတပည့်တော်တောင်းပန်ပါတယ်ဖေဟာဒီလိုနဲ့မသေးလို့ကန်ကောင်းတဲ့နေ့တစ်နေ့တန်ခဲအတွက်တော့ဘဝတစ်လျှောက်မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်သွားပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ